တသားကြီးလာရင်မမေကိုယူမှာမိကြီးလာရင်ဖဖေကိုလက်ထပ်မှာတို့အဲ့လိုမျိုးတွေကြားဘူးလားကလေးတွေကအဲ့လိုပြောရင်မိဘတွေကကိုသားသမီးဆိုတော့တားသူ့မိမသူ့မိသမီးကအဖေချက်လေးဆိုတာမျိုးသဘောတကျခဏခဏပြောကြတယ်ကလေးအရွယ်မှာအဲ့လိုပြောတာကိစ္စမရှိပါနဲ့ကိုသားသမီးကသူတို့ရဲ့အဖေဒါမှမဟုတ်အမေအပေါ်မှာလွန်ကျူးကျူး possessive ဖြစ်လာပြီးတော့တားကိုပဲချစ်ရမယ်သမီးကိုပဲချစ်ရမယ်ဆိုတာမျိုးတွေဖြစ်လာပြီဆိုရင်တော့သတိထားဖို့လိုလာပါပြီဟုတ်ပါတယ် psychology မှာ Oedipus complex ဆိုတာရှိပါတယ် Sigmund Freud က Greek ဒဏ္ဍာရီက Oedipus Rex ကိုအစွဲပြုပြီးတော့ဒီနာမည်ကိုပေးခဲ့တာပါအဲ့တော့သူ့ဒဏ္ဍာရီအကြောင်းအရင်ပြောပြရမယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ Thebes ဆိုတဲ့မြို့မှာဘယင်နဲ့မိဖုရားအဲ့လိုကလေးမွေးမယ်ပေါ့နော်ဒါပေမဲ့သူတို့ခေတ်ကပေါ့နော်သူတို့ကအဲ့လိုနတ်ဖျားတွေရဲ့ရှေ့ပြဟော်တဲ့နမိတ်ဖတ်ပေးတဲ့ oracle တွေဆိုတာရှိတယ်သူတို့တွေကအဲ့ဒီနမိတ်တွေကိုအမြဲတမ်းယူလာပေးရပါတော့အဲ့တော့အဲ့ oracle တွေကကလေးမမွေးခင်ကတည်းကဒီဘယင်နဲ့မိဖုရားကကလေးမမွေးခင်ကတည်းကနမိတ်ဖတ်ပေးထားတာရှိတယ်ဘာလဲဆိုတော့ဒီကလေးကအဖေကိုတတ်ပြီးတော့အမေကိုမိန်းမအဖြစ်ယူမဲ့ကလေးဆိုပြီးတော့ဟောထားတာရှိတယ်အဲ့တော့ဘယင်နဲ့မိဖုရားကလည်းကြောက်တာပေါ့ဘာလို့ဆိုတော့ဒါကြီးကမဖြစ်တဲ့ကိစ္စကြီးဆိုတော့အဲ့ကလေးမွေးလာတာနဲ့ခြေချင်းဝက်ကိုဓာတ်နဲ့လီးပြီးတော့အဲ့လိုလူမရှိတဲ့တောင်ပေါ်မှာတော့ပြစ်ဖို့အတွက်ကိုသူတို့အစီခံတယောက်ကိုခိုင်းလိုက်တယ်ဒါမဲ့ထုံးစံတိုင်းပဲအဲ့အစီခံကလေးကိုတနာပြီးတော့မတက်ဖြစ်ပဲနဲ့မွေးစားမဲ့သူစီပေးလိုက်ရောအဲ့မွေးစားမဲ့သူစီကနေပြီးတော့တခြားတိုင်းပြည်ကဘယင်နဲ့မိဖုရားအဲ့ကလေးကိုမွေးစားလိုက်ပါလေရောအဲ့ကလေးကခြေထောက်လေးရောင်နေတာကြောင့်မို့လို့သူတို့ကအဲ့လိုခြေထောက်လေးအဲ့လိုရောင်နေတဲ့ကလေးပေါ့နော်နာနေတဲ့ကလေးအဲ့လိုမျိုးပုံစံမျိုးနဲ့ Oedipus လို့အမည်ပေးလိုက်ကြတယ်အဲ့မှာအဲ့ကလေးကကြီးလာတော့သူ့မှာရှေ့ဖြစ်ဟောဆရာဟောထားတဲ့ဒီ oracle ဟောထားတဲ့နမိတ်ရှိတာကိုသိသွားတဲ့အချိန်မှာ तू ကအဲ့တိုင်းပြည်ကသူ့ကိုမွေးစားထားတဲ့အဖေနဲ့အမေကိုအဖေရင်းအမေရင်းထင်တာလေထင်တော့ကြတော့ तू အဲ့တိုင်းပြည်ကထွက်ပြေးလာအဲ့လိုဖြစ်မှာဆိုလို့ပေါ့နော်ထွက်ပြေးလာတဲ့အချိန်မှာလမ်းမှာ तू ကအဲ့လိုကိန်းကြီးခန်းကြီးနိုင်တဲ့လူတယောက်နဲ့တွေ့တယ်ပေါ့နော်တွေ့တော့အဲ့မှာတယောက်တစ်ခွန်းစကားများကြရာနေပြီးတော့အဲ့လူဘယ်သူမှလည်းမသိဘူးလက်တွေပါပြီးတော့တတ်ပလိုက်တယ်အဲ့လူကသူ့ဖေဆိုတာလည်း तू မသိဘူးအဲ့ Thebes မြို့ရဲ့ဘယင်သူ့ဖေဆိုတာလည်း तू မသိဘူး तू မသိဘဲနဲ့ဆက်သွားပြီးတော့အဲ့ထိလည်းဘာမှမဖြစ်သေးဘူးအဲ့ဒီမှာဘာရှိလဲဆိုတော့သူတို့တိုင်းပြည်ကိုအဲ့လိုဇလန်းကိုအတူချုပ်ရရင်ပေါ့နော်သူတို့တိုင်းပြည်ကိုဒုက္ခပေးနေတဲ့တတ္တဝါကြီးရှိတယ်အဲ့တတ္တဝါကြီးကို तू ကအောင်နိုင်သွားတယ်ပေါ့ကွယ်အောင်နိုင်သွားတော့အဲ့မှာတိုင်းပြည်ကလည်းသူတို့ကိုကဲတင်တဲ့သူဘာညာဆိုပြီးဝိုင်းပြီးချီးမြှောက်ကြတော့ तू ကအဲ့ဒီမှာမုံဆိုးမဖြစ်နေတဲ့မိဖုရားကိုယူလိုက်ပြီးတော့နန်းတက်ပါလေရောအဲ့ထိလည်းသူတို့နှစ်ယောက်ကတားမိဆိုတာမသိကြသေးဘူးအဲ့ဒီမုံဆိုးမသူ့အမေလေသူ့ဖေကို तू တတ်ခဲ့တာလေအဲ့ကြတော့အချိန်တော်တော်ကြာတဲ့အထိလည်း तू မသိပါဘူးနောက်ပိုင်းသိသွားတဲ့အချိန်မှာသူ့အမေကလည်းလို့ဘောနော်သူတို့မဖြစ်တဲ့နာတွေဖြစ်ကုန်ပြီဆိုပြီးတော့သူ့ကိုယ်သူတတ်သေးသွားတယ်သူကိုယ်တိုင်ကလည်းသူလောကမှာမမြင်တဲ့နာတွေကိုမြင်ခဲ့ရပြီဆိုပြီးတော့သူ့မျက်လုံးကိုသူထိုးဖောက်လိုက်တယ်ထိုးဖောက်လိုက်ပြီးတော့အလိုနေတကာလှည့်ပြီးတောင်းရမ်းစားတောက်တဲ့လူအနေနဲ့ဆက်သွားတယ်ပေါ့နော်အဲ့တော့ Sigmund Freud ကဒီ Greek ဒဏ္ဍာရီကိုအစွဲပြုပြီးတော့ Oedipus complex လို့အမည်ပေးခဲ့တာပေါ့ဘာဖြစ်လို့ဒီအကြောင်းအရာတွေကိုပြောနေရတာလဲဆိုတော့Myra ကဒီအပိုင်း social media မှာပေါ့နော်အဲ့လိုအကြောင်းအရာတွေခဏတွေ့လာရတယ်တက်လာရတယ်ပေါ့နော်တက်လာတော့ကြတော့ဒါကလေကလေးငယ်သေးတဲ့အချိန်မှာသိရင်ဒါကဘာမှပြဿနာမရှိဘူးဒါစိတ်ယောဂလည်းမဟုတ်ဘူးပေါ့နော်ပုံမှန်အားဖြင့်ဆိုရင်ဒီ Oedipus complex ဆိုတာကကလေးတွေအသက်9နှစ်ကနေ3နှစ်ကနေ9နှစ်ကြားမှာဖြစ်တတ်တာ3နှစ်ကနေ9နှစ်ကြားမှာဖြစ်တတ်တာဘာဖြစ်လို့လဲအဲ့ချိန်ကဘာဖြစ်လို့ဖြစ်တာလဲဆိုတော့သူတို့ရဲ့ကြားမှဖြစ်တည်မှုတဘာဝကိုသိပြီးတော့စန့်ကျင်ဘက်လိန်အပေါ်မှာပေါ့နော်စတင်ပြီးစိတ်ဝင်စားလာတဲ့အချိန်ပေါ့အဲ့ဒါကစိတ်ယောဂမဟုတ်ဘူးကလေးတွေရဲ့ကြီးပြင်းတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့စိတ်အခြေအနေတစ်ခုပဲပေါ့နော်အဲ့ဒီအချိန်တွေမှာဘယ်လိုမျိုးဖြစ်တတ်လဲဆိုတော့ကလေးကကိုယ့်ရဲ့စန့်ကျင်ဘက်မိဘအပေါ်မှာပေါ့နော်ဥမာထားပါယောက်ျားလေးဆိုရင်လည်းအမေပေါ်မှာမိန်းကလေးဆိုရင်လည်းအဖေပေါ်မှာဆွဲလန်းလာပြီးတော့ပေါ့နော်သူတို့နဲ့ gender တူတဲ့မိဘကိုရန်သူလို့မြင်လာပြီးတော့ရန်လိုလာတာရှောင်ဖယ်လာတာအဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့ဒါက normal ပဲအဲ့ဒီမှာအဲ့အချိန်တွေမှာမိဘအရေးကြီးတာပေါ့နော်
ဒါကတော့အမေရဲ့ဒါကတော့အဖေရဲ့ဆိုပြီးမိသားစုလေးကိုတိဆောက်လိုက်ပြီးတော့ကလေးကလည်းအသိဉာဏ်မြင့်လာတာနဲ့အမျှဒါကအမေဒါအဖေဒါကမိသားစုဆိုတာမျိုးသိလာတဲ့အချိန်မှာနားလည်ပြီးတော့သူ့လိုလိုပျောက်သွားတယ်အဲ့စိတ်ချင်းတွေကပေါ့နော်ဒါမဲ့ပြဿနာကဘာလဲဆိုတော့မိဘတွေပေါ့နော်မိဘတွေကဒါကိုမသိဘူးဘူးတုတလည်းမရှိဘူးပေါ့နော်ဒါကအမေချက်လေးမလီသမီးကအဖေချက်လေးကိုဆိုရင်အကန့်မခံဘူးအဟောက်လောက်ပြီးတော့ကလေးကိုမြှောက်ထိုးပင့်ကော်တွေလှုပ်ပြီးတော့အဲ့အတိုင်းပဲဆက်ထားလိုက်ပြီးဟေ့ဆိုရင်ပုံမှန်ပျောက်သွားရင်တော့ကိစ္စမရှိပေမဲ့အဲ့စိတ်အခြေအနေကကြီးထွားလာခဲ့တယ်ဆိုရင်မမြင်သင့်တာတွေမဖြစ်သင့်တာတွေမဖြစ်သင့်တဲ့စိတ်အခြေအနေတွေကိုယ်တိုင်ကလည်းစိတ်ထဲမှာတမျိုးတမီဖြစ်လာတဲ့အချိန်ကျမှသိရတယ်ဆိုရင်အဲ့ဒါမဟုတ်သေးဘူးပေါ့နော်အဲ့တော့ဒီ topic ကလေအရန် sensitive ဖြစ်တယ်ပြောရတာလည်းတကယ်ခက်ပါတယ်ဘာလို့လဲဆိုတော့မိဘနဲ့သားသမီးလေးနော်ဘယ်သူမှဒီလိုစိတ်အခြေအနေဆိုတာကိုလက်ခံချင်မှာမဟုတ်ဒါပေမဲ့ဒါကကျင့်ဝတ်ချိုးဖြတ်တာပေါ့နော်လူချင်းဝတ်နဲ့မညီတာမျိုးမဟုတ်ဘူးကလေးတွေရဲ့ကြီးထွားမှုဖြစ်စဉ်တစ်ခုပဲစိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုပဲအဲ့လိုဘ ഹു တုထရှိထားရင်ကောင်းတယ်အဲ့လိုဘ ഹു တုထရှိမထားဘူးဆိုရင်တော့မဖြစ်တဲ့နာတွေဖြစ်သွားနိုင်တယ်အသက်ကြီးမှဆိုဘာမှလုပ်လို့မရတော့ဘူးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီ complex ကအသက်ကြီးလာရင်ပျောက်သွားလားဆိုတော့မရအနေနဲ့ဆိုရင်တော့လုံးလုံးကြီးပျောက်သွားတာလို့တော့မထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ရှိရလေနော်တချို့တွေဆိုရင်အဖေနဲ့ဆင်တူတဲ့သူကိုသဘောကျတာပေါ့နော်ကို့အမေနဲ့တူတဲ့သူကသဘောကျတာဆိုတော့စိတ်မျိုးလေးတွေရှိရပေါ့နော်ဒါကအချစ်ဦးလေနော်ဘာလို့ဆိုတော့ကိုလူမန်းတိတက်စအရွယ်မှာစပြီးတော့ကိုမြစ်တာရှိခဲ့ရတယ်လူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစိတ်အခြေအနေကစိုးတဲ့စိတ်အခြေအနေမျိုးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီကလေးတဘာဝကိုအရန်မြောက်ထိုးပင့်ကော်တွေလောက်ပြီးတော့မှကြီးလာမှအဖေမနိုင်အမေမနိုင်ဖြစ်တဲ့အချိန်ကြရင်ကြတော့အဲ့ဒါကအဲ့ချိန်ကြမှာတကယ်ဆန်လွဲတာတွေဖြစ်လာနိုင်တာပေါ့နော်အဲ့တော့မိဘတွေကိုသိစေချင်ပါတယ်ဒါကဒီကလေးတငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားတဲ့အချိန်မှာလေဒီလိုလေးတွေရှိတယ်ဆိုတာကိုသိထားခဲ့တယ်ဆိုရင်တော့ဘောနော်ကောင်းတာပေါ့နော်မာရာကိုယ်တိုင်လည်းစိတ်ပညာကိုလေ့လာနေတော့မို့လို့ပေါ့နော်အမှားယွင်းတွေရှိခဲ့တယ်ခုပြောသွားတဲ့ထဲမှာအမှားယွင်းတွေရှိခဲ့တယ်ဆိုရင်တော့တည်တဲ့ဆရာကြီးတွေဆရာမကြီးတွေထောက်ပြပြောဆိုနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအကြောင်းအရာကိုပြောပြတယ်ဆိုတာလေမရကိုယ်တိုင်လည်းမပြောချင်ဘူးပေါ့နော်။ဒါပေမဲ့ social media မှာခက်ဆက်စိတ်တွေ့လာရတယ်။အဲ့လိုကိုယ်တွေလည်းမမြင်ချင်မတွေ့ချင်တဲ့မိဘနဲ့သားသမီးကြားဆက်ဆံရေးတွေပေါ့နော်အဲ့လို topic တွေဘာတွေမျိုးလဲဆိုတော့ကလေးကတော့ဘာမှမသိမိဘတွေကဒီဘ ഹു တုတကိုရှိမထားဘူးလို့မရာထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးလုပ်ဖြစ်လိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ဘ ഹു တုတရသွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ပတ်ဝန်းကျင်မှာအဲ့လိုစင်တူရိုးမှာပေါ့နော်တွေ့ဘူးမြင်မှုတာလေးတွေကိုမျှဝေချင်တာပဲဖြစ်ဖြစ် comment section မှာမှန်းခဲ့ပေးလို့ရပါတယ်မတော်လည်းဒီစိတ်ပညာနဲ့ပတ်သက်ပြီးတော့လက်တွေ့ကြုံနေရတဲ့ဟာနဲ့ပတ်သက်ပြီးတော့အများကြီးသိချင်ပါတယ်အားလုံးဒီအဆုံးထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ပျော်ရွှင်တဲ့နေ့တွေညတွေပိုင်ဆိုင်ကြပါစေရှင်